စုကုမ္ပဏီလုပ်ငန်းစုမြန်မာအော်ဘာလုပ်ငန်းစုနဲ့ Forever Group တို့ကအဓိကကူညီပံ့ပိုးပေးထားပြီး Automobile Sponsor ဖြင့် Royal Motor မြန်မာနဲ့ Cool Sponsor ဖြင့် Comet တမ်းမြေဩဇာတို့မှကူညီပံ့ပိုးပေးထားတာဖြစ်ပါတယ်ရှင်။ဧည့်သည်တော်များရှင်အခုထပ်မံပြီးဒေသရှင်စန္ဒီမြင့်လွင်ရဲ့ဖျော်ဖြေမှုကိုရှုစားအားပေးပါရှင်ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါရှင်